ပြည်သူများအားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ကဒီ Gmail account ဖွင့်နည်းလေးကိုအသေးစိတ် step by step တည်တည်ချာချာလေးကိုရှင်းပြပေးတော့မှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်နဲ့အတူတူတစ်ခါတည်းအဲ့လိုကြည့်အောင်ပါပထမဆုံးအနေနဲ့ဆိုလို့ရှိရင် Gmail account ဖွင့်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဖုန်းမှာနှုတ်ကိုပါတဲ့ Gmail application ထဲကနေပြီးတော့ဝင်ရှောက်လို့ရတယ်လို့ဒီ Google Chrome ထဲကနေပြီးလည်းဝင်ရှောက်လို့ရပါတယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာ Google Chrome ထဲကနေပြီးတော့ရှောက်ပြပါမယ်ကျွန်တော်တို့ပထမဆုံး Google Chrome ထဲကိုဝင်ပါမယ်ဝင်ပြီးတော့ကျွန်တော်တို့က search box မှာဘာရိုက်ထည့်ရမလဲဆိုလို့ရှိရင် Google account sign up ဆိုတဲ့ဟာလေးပါထည့်ပြီးတော့ရှားပါမယ်ပြီးရင်ပထမဆုံးကြာလာတဲ့ဒီဟာလေးကိုယူရပါဦးနော်ဒီဟာလေးယူမယ်ဒီဗီဒီယိုခါကြလို့ရှိရင်ကျွန်တော်တို့အခုမှ Gmail account ဆက်ရှောက်မှာဖြစ်တဲ့အတွက်ဒီအောက်က create account ကိုယူရပါမယ်ဒါလေးကိုယူရမယ်အဲ့ဒီမှာကျွန်တော်တို့ဒီ for my personal use ဆိုတဲ့ခါလေးကိုယူပေးပါကြောင့်ဒီနေရာမှာကျွန်တော်တို့ Gmail account နဲ့ပတ်သက်ပြီးတော့စပြီးတော့ဖြည့်ရပါပြီဆိုတော့ဒီနေရာမှာကျွန်တော်တို့က first name နဲ့ surname ဆိုပြီးတော့နှစ်ခုရှိပါတယ်ဒါကဘာဖြည့်ခိုင်းလဲဆိုလို့ရှိရင် Gmail အသုံးပြုတဲ့သူရဲ့နာမည်ကိုဖြည့်ခိုင်းတာပါဆိုတော့ကျွန်တော်ဥပမာအနေနဲ့ကျွန်တော်ကနာမည်လေးဖြည့်ပါမယ်ဒီမှာအောင်ချမ်းတာနော်ဆိုတော့နာမည်ဖြည့်ပြီးလို့ဆိုလို့ရှိရင် next ကိုနေပါတယ်3ရက်နေ့5th March နော်အဲ့ဖြည့်ပြီးလို့ရှိရင် next ကိုနေပါဒီမှာကကျွန်တော်တို့ Gmail name ထည့်ရပါပြီဆိုတော့ဒီမှာကကျွန်တော်တို့ပေးချင်တဲ့နာမည်ပေးလို့ရပါတယ်ကိုယ့်ရဲ့ Gmail ကိုဘယ်လိုပေါ်စေချင်လဲကိုယ့်ရဲ့ Gmail ကိုလူတွေကဘယ်လိုမြင်စေချင်လဲဆိုတဲ့ဟာပေါ်မူတည်ပြီးတော့ဒီမှာကိုယ်စိတ်ကြိုက် Gmail နာမည်ထည့်လို့ရပါပြီဆိုတော့ကျွန်တော်အနေနဲ့ချမ်းတာ25ဒါဘာလို့မရတာလဲဆိုတဲ့ဟာလေးကျွန်တော်တစ်ချက်ရှင်းပြပါမယ်ဒီမှာသူကပြထားတာက the username is taken ဆိုတဲ့ဟာလေးပြထားပါတယ်ဒါဘာလို့ပြောချင်တာလဲဆိုလို့ရှိရင်ဒီကျွန်တော်ခုနရိုက်ထည့်တဲ့ဒီအောင်ချမ်းတာ2025ဆိုတဲ့နာမည်နဲ့ဒီလူတယောက်ကဒီနာမည်သုံးပြီးတော့ Gmail ကဖွင့်ထားပါတယ်ဒီနာမည်ကိုသုံးပြီးတော့ Gmail ဖွင့်ထားပြီးသားရှိပါတယ်ဆိုတဲ့ဟာလေးသူကပြောချင်တာဆိုတော့ကျွန်တော်တို့ဒီနာမည်မရဘူးဆိုတော့တခြားနာမည်ပြောင်းမယ်2025နောက်မှာကျွန်တော် GM ဆိုတဲ့ဟာလေးထပ်တယ်နော်ပြီးတော့ list ကိုနေမယ်အဲဆိုရပါတယ်ဆိုတော့ password ထည့်တဲ့နေရာရောက်ပြီပေါ့နော် password ကကျွန်တော် recommend ပေးချင်တာပါလေ password ဖြည့်ဖို့ဆိုလို့ရှိရင်ကျွန်တော်ကစာလုံး English အခရာစာလုံးအကြီးပါပါမယ် English အခရာစာလုံးအသေးပါပါမယ်ပြီးတော့ကနန်းပါပါမယ်နော်ဒီလောက်ဆိုရင်တော့စိတ်ချရတဲ့ password တစ်ခုဖြစ်ပါပြီဆိုတော့ကျွန်တော်အနေနဲ့ English အခရာအကြီးဆိုတော့အောင်နောက်ထပ်အသေးအောင်ချမ်း2020နဲ့မှာနော်အောင်ချမ်း2020မှာအပေါ် password နဲ့အောက် password တူရပါမယ်အဲ့လိုဖြည့်ပြီးပြီဆိုလို့ရှိရင်တော့ next ကိုလိုက်ပါဒါလေးပေါ်လာလို့ရှိရင် skip ကိုလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ Gmail account ကိုကျွန်တော်တို့ရပါပြီ next ကိုလိုက်ပါပြီးတော့ဒီအောက်ဆုံးကိုဆွဲချပြီးတော့ I agree ဆိုတာလေးနေပြပါရပါပြီကျွန်တော်တို့ဖုန်းတလို့ရှိုံနဲ့လွယ်လွယ်ကူ Gmail account ကိုကျွန်တော်တို့ဖွင့်လို့ရပါပြီဆိုတော့ကျွန်တော်တို့အခု Gmail account ကိုရပါပြီဆိုတော့ခုနကဖုန်းမှာနှုတ်ကိုပါတဲ့ Gmail application တွေကိုကျွန်တော်သုံးအဝေးကြည့်ပါမယ်เนาะဒါလေးကိုပြန်ထွက်လိုက်ထွက်ပြီးတော့ကျွန်တော်တို့ဒီ Gmail ဆိုတဲ့ application တွေကိုကျွန်တော်တို့ထားပါမယ်เนาะ Gmail ဝင်မယ်ဒီအခါကျလို့ရှိရင်ညာဘက်အပေါ်တောင်းမှာရှိတဲ့ဒီအဝိုင်းလေးကိုနေပြီးပါနော်ဒါလေးကိုနေရပါတယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒါလေးကိုရွေးပေးရပါမယ်ဒါလေးပါဒီမှာအပေါ်ဆုံးက Google ကိုရွေးပါemail or phone ဆိုတဲ့နေရာမှာကျွန်တော်တို့ခုနကရှောက်ခဲ့တယ်ကျွန်တော်ဆိုလို့ရှိရင်ချမ်း
2021 gm@gmail.com ဆိုတော့ကျွန်တော်ခုနထည့်ခဲ့တဲ့ password လေးကိုကျွန်တော်ထည့်ပါမယ်အောင်ချမ်း2020နဲ့နော်ဒါလေးကိုထည့်ပြီးဆိုလို့ရှိရင်တော့ next ကိုနေပါအနော်နော်ဘောနော်ပြီးလို့ရှိရင် I agree ကိုနေပါcancel လေးကိုနေပါနော်နော်ကိုနေပါဆိုတော့ကျွန်တော်တို့အကောင့်ကဖုန်းထဲမှာ login ဝင်ပြီးပြီလားမဝင်ရသေးဘူးလားဆိုတဲ့ဟာကိုခုနကအပေါ်ဆုံးညာဘက်တောင်မှာရှိတဲ့ဒီ icon လေးကိုနေပြီးတော့ကျွန်တော်စစ်ဆေးလို့ရပါတယ်နော်ဒါလေးကိုနေလိုက်မယ်ကျွန်တော်တို့ခုနက login ဝင်ထားတဲ့အကောင့်ကဒီနေရာလေးမှာလာပြီးတော့ပုံနေမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီအကောင့်ဝယ်ချင်နေဆိုလို့ရှိရင်ဒါလေးကိုနေပေးလိုက်ရုံနဲ့ကျွန်တော်တို့ခုနက short ခဲ့တဲ့ Gmail လေးကိုကျွန်တော်တို့ဖုန်းမှာ login ဝင်ပြီးသားဖြစ်သွားပါပြီဟောချမ်းသာ2025 gm@gmail.com ဆိုတဲ့ Gmail လေးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးတော့အဆင်ပြေကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်တကယ်လို့တစ်ခုခုအဆင်မပြေတာရှောက်လို့မရတာတစ်ခုခုရှိခဲ့မှဆိုလို့ရှိရင် comment မှာမေးသွားလို့ရပါတယ်ကျွန်တော်တရားချင်းစီကိုသိစိတ်ပြန်ဖြည့်ပေးသွားပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်